ပင်လယ်ပြင်ကြီးကတခါတလေမှာလွန်လှပသလောက်တခါတလေမှာတော့လူသားတွေမသိနိုင်တဲ့ကြောက်မက်ပွဲလျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားတတ်ပါတယ်1949ခုနှစ်ဇွန်လရဲ့ညတညမှာမကလာရေလက်ကြားကိုဖျက်ဆီးနေတဲ့ဒေမိုရေစီကိုထူးဆန်းတဲ့ SOS သင်္ကေတတစ်ခုရောက်ရှိလာပါတယ်အဲ့ဒီစာသားထဲမှာပါဝင်တာကတော့အရာရှိတွေအားလုံးတေကုန်ကြပြီဒေမိုသားတွေလည်းတေကုန်ကြပြီကျွန်တော်တယောက်တည်းပဲကြံတော့တယ်တဲ့ခဏအကြာမှာတော့နောက်ဆုံးစကားလုံးတစ်လုံးထပ်တိုးလာပါတယ်ကျွန်တော်လည်းတေတော့မယ်ဆိုတာပါပဲဒီနေ့ History ကနေတင်ဆက်ပေးသွားမှာကတော့တမိုင်းမှာ6ချားဆုံးဖြစ်ခဲ့တဲ့ SS Saran Madam တစေတင်မောကြီးရဲ့ဖြစ်ရမှန်ပဲဖြစ်ပါတယ်ဇလန်လေးမစခင်အခုလိုဖြစ်ရမှန်တမိုင်းတွေကိုကြည့်ရဖို့ကျွန်တော်ရဲ့ History Channel ကို Subscribe လုပ်သွားဖို့မမေ့ကြပါနဲ့ဦးနော်အဲ့ဒီ SOS ကိုလက်ခံရရှိခဲ့တဲ့ Sevastra ဆိုတဲ့ American တင်မောဟာအကူအညီပေးဖို့အတွက်ချက်ပြရာနေရာစီကိုအမြန်ဆုံးမောင်းနှင်သွားခဲ့ပါတယ်သူတို့ရောက်သွားတဲ့အချိန်မှာတော့ Dash ကုန်တင်သင်္ဘောကြီးဖြစ်တဲ့ SS Saran Madam ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ထူးဆန်းတာကသင်္ဘောကြီးဟာပင်လယ်ပြင်မှာငြိမ်သက်နေပြီးဘာတမ်းမှထွက်မလာတာပါပဲ။ဆေဘာစတရာကဖွဲ့သားတွေကသင်္ဘောပေါ်ကိုတက်ရောက်စစ်ဆေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့သင်္ဘောပေါ်ကိုခြေချလိုက်တဲ့အချိန်မှာတော့သူတို့ရဲ့ဘဝမှာဘယ်တော့မှမေ့လို့မရတော့မယ့်မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်။သင်္ဘောကုန်းဘက်ပေါ်မှာသင်္ဘောသားတွေရဲ့ရုပ်လောင်းတွေဟာပြန့်ကျဲနေပါတယ်။ဒါပေမဲ့ပိုပြီးထိတ်လန့်စရာကောင်းတာကသူတို့အားလုံးရဲ့သေဆုံးပုံပါလူတိုင်းရဲ့မျက်လုံးတွေဟာပြူးထွက်နေပြီးလက်တွေဟာကောင်းကင်ကိုတစ်ခုခုကိုတွန်းထုတ်နေသလိုမျိုးဆက်တတ်ထားကြပါတယ်သူတို့ရဲ့မျက်နှာပေါ်မှာအလွန်မင်းထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံစံတွေဟာအေးခဲနေသလိုမျိုးကြံ့ရစ်ခဲ့ပါတယ်ပိုပြီးနားမလည်တိုင်းကသူတို့ရဲ့ခန္ဓာကိုယ်မှာဘာဒဏ်ရာမှမရှိသလိုတင်းမောဟာလည်းတိုက်ခိုက်ခံရတဲ့လက္ခဏာလုံးဝမရှိတာပါပဲအချက်ပြခန်းထဲမှာလည်းမော့စကော့ရရင်တေဆုံးနေတဲ့ဖွဲ့သားတစ်ခုကိုတွေ့ခဲ့ရပါတယ်။ဆေဘာစရာဖွဲ့သားတွေဟာဒီတင်မောကြီးကိုကမ်းခြေစီဆွဲယူသွားဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့ဆွဲယူဖို့ပြင်ဆင်နေတော့မှပဲဆာရန်မဒန်တင်မောကြီးရဲ့ကုန်းလောင်ငန်းတွေကနေမိခိုးတွေထွက်လာပြီးရုတ်တရက်ပြင်းထန်တဲ့ပေါက်ပွဲမှုဖြစ်ပေါ်နေပါတယ်။တင်မောကြီးကမိနစ်ပိုင်းအတွင်းမှာပဲပင်လယ်အောက်ခြေကိုမြုပ်ဝင်သွားခဲ့ပါတယ်။တဲလွန်သားတွေအကုန်လုံးဟာဒင်းမောနဲ့အတူကြောက်ွယ်သွားခဲ့ပါတယ်။ဒါဟာစိတ်ငွေတွေကြောင့်လား။ဒါမှမဟုတ်တခြားရှင်းပြလို့မရတဲ့အရာတစ်ခုခုကြောင့်လား။တချို့ကတော့ဒါဟာလျှို့ဝှက်ဓာတုလက်နက်တွေတဲဆောင်လာရာကနေပေါက်ကွဲတာလို့ယူဆကြသလိုတချို့ကလည်းဒါဟာသဘာဝလွန်ဖြစ်ရတဲ့တစ်ခုလို့ယုံကြည်ကြပါတယ်။ဆာရန်မဒန်တင်မောပေါ်မှာတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲဆိုတာဒီနေ့ဒီဘယ်သူမှသေချာမသိရသေးပါဘူး။တင်းတို့ကဘယ်လိုထင်ပါသလဲဒီလိုထူးဆန်းတဲ့သမိုင်းဝင်ဗဟေဒီတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ History Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်